ဒီကဘာမြေပြင်ပေါ်တစ်မဲ့သူငါများတို့ရဲ့အဖလာနဲ့သစ္စာကိုကွယ်ဖွေရှာမောကြတယ်တကယ်မမောပန်းစေရန်ကိုကွယ်ပြောပြမယ်ကိုထာနေဝန်းကျင်မှာကွယ်တယ်ပဲမရှိတယ်စုံမြိုင်ကြီးကနိုင်မြေလွန်ထွေတွေဆန်းပြကြွယ်တဘာဝရဲ့လှဟန်တွေရဲ့ထုံကြည့်ပင်ပြန်တယ်တကယ်မှရဲ့လူမလို့ခွဲတွေကနေကြည့်ဝဲကဘာတန်စာမိခင်မြေမဲ့ပုံမကြည့်ရသည်ဝဲဒီဘုံပွေကြုံလေသမျှဝဲတဘာဝတရားလာရဲ့ဘဝရဲ့သစ္စာမြည်ခိုင်မာမြဲမြတ်တွေ